နှစ်ဖူးပေါ်ကတဲပုံမသားနဲ့ကဘာကျော်ငင်းချရေးတန်တမန်ဖြစ်လာတဲ့အာလောကအားလုံးပဲမင်္ဂလာပါစရီတိုင်းညူပေးကနေပြန်လေကကြိုဆိုလိုက်ပါရယ်လမ်းမေခွေးလေးတစ်ကောင်ကကဘာတဝင်းကချစ်ခင်မှုတွေကိုရရှိသွားမယ်လို့ဘယ်သူမှထင်မိမှာမဟုတ်ပါဘူးအာလောကဆိုတဲ့ခွေးလေးကအိန္ဒိယနိုင်ငံကလမ်းမေခွေးလေးဘွားကနေအခုဆိုရင်တော့အမေရိကန်နိုင်ငံသားခွေးလေးဖြစ်လာတဲ့ပြင်ကဘာကျော်ခွေးလေးပါဖြစ်လာခဲ့ပါရယ်အာလောကက Waspofi ဆိုတဲ့ငင်းချရေးလမ်းလျှောက်ခီးစင်မှာဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့တူမိုင်2300ကျော်ကိုလမ်းလျှောက်နေတဲ့ခွေးလေးဖြစ်ပါတယ်။အာလောကဆိုတဲ့နာမည်ကပါဠိနာမည်ဖြစ်ပြီးမြန်မာလိုအဓိပ္ပာယ်ကအလင်းရောင်ဖြစ်ပါတယ်။ဒီခွေးလေးဟာခုချိန်မှာတော့ကဘာတဝင်းကလူတန်းပေါင်းများစွာရဲ့ချစ်တော်ဖြစ်နေပါပြီ။သူရဲ့ထူးခြားချက်ကတော့နဖူးပေါ်မှာတဘာဝအတိုင်းပါလာတဲ့အဖြူရောင်သိမ်းပုံအမှတ်သားလေးဖြစ်ပါတယ်။ဒီမှတ်သားဟာလူတွေဖန်တီးထားတာမဟုတ်ဘဲတဘာဝအတိုင်းပါလာတဲ့အမှတ်သားပါ။အာလောကဟာမျိုးကားမျိုးတန်ခွေးတကောင်မဟုတ်ဘဲအိန္ဒိယနိုင်ငံကလမ်းဘေးခွေးလေးတကောင်သားဖြစ်ပါတယ်။သူရဲ့ဘဝဆက်ကြောင်းကအိန္ဒိယနိုင်ငံဘီဟာပြည်နယ်ကစတင်ခဲ့ပြီးဘုန်းတော်ကြီးတွေနဲ့တွေ့တဲ့အခါစတင်ပြောင်းလဲသွားပါတယ်။ဒီနေ့မှာတော့ငင်းချရေးအတွက်လမ်းလျှောက်နေတဲ့ဘုန်းတော်ကြီးဖွဲ့ဟာအာလောကကိုတွေ့ရှိခဲ့ပါတယ်။အဲ့ချိန်တုန်းကအာလောကကမတော်တဆမှုတစ်ခုကြောင့်ခြေထောက်ကျိုးကဒဏ်ရာပြင်းထန်စွာရရှိနေတဲ့ခွေးလေးတစ်ကောင်မှာဘုန်းတော်ကြီးတွေကသူ့ကိုတနာခဲ့ပြီးမြစ်ချနဲ့ပြုစုကုသပေးခဲ့ကြပါတယ်။အဲ့ချိန်ကစပြီးအာလောကရဲ့နှလုံးသားထဲမှာတစ္ဆာတရားဆိုတာကိန်းအောင်သွားခဲ့ပုံပေါ်ပါတယ်။ကျမ်းမာလာတဲ့အခါမှာဘေကိုမှထွက်မသွားတော့ပဲဘုန်းတော်ကြီးသွားလျာခီးစင်တိုင်းကိုထောက်လျှောက်လိုက်ပါတော့တယ်။လမ်းမှာလည်းမနေခဲ့ပဲနဲ့သွားလျာကိုလိုက်နေလို့လမ်းမေးခွေးလေးကိုမွေးစားပြီးအာလောကလိုနာမည်ပေးလိုက်ကြပါတယ်။ဘုန်းတော်ကြီးတွေကအိန္ဒိယကနေအမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့အခါအာလောကကိုလည်းခေါ်လာခဲ့ပါတယ်။2025ခုနှစ်အောက်တိုဘာလကနေစတင်ပြီးအာလောကဟာအမေရိကန်ပြည်ထောင်စုမှာပြုလုပ်နေတဲ့ငြိမ်းချမ်းရေးခီးစဉ်မှာပါဝင်လျှောက်လန်းနေပါတယ်။တက်ဆက်ကနေပြီးဝါရှင်တန်ဒီစီထိမိုင်ပေါင်း2300ကျော်ခီးကိုဘုန်းတော်ကြီးတွေနဲ့တူနေ့စဉ်မနာမနေလျှောက်လန်းနေတာဖြစ်ပါတယ်။လန်ခီတခြားမှာအာလောကကဖုံးတော်ကြီးတွေရဲ့ဘေးကနေရှင်လျက်လျှောက်ပါတယ်။ရာသီဥတုအေးတဲ့အခါမှာစိမ်းရောင်အဝါရောင်အင်ချီလေးတွေဝတ်ထားတတ်ပြီးသူ့ရဲ့မျက်နှာထားကအမြဲတမ်းတည်ငြိမ်အေးဆေးနေတတ်ပါတယ်။အာလောကကိုဖြတ်တန်းသွားတဲ့လမ်းတစ်လျှောက်မှာကျူးဆိုင်ပေးသူတွေရှိပြီးတွေးသူတိုင်းကိုလည်းနှုတ်ဆက်တတ်ပါသေးတယ်။အာလောကဟာခွေးတစ်ကောင်ဖြစ်ပေမဲ့တာမန်ခွေးမဟုတ်ပဲကျေးဇူးတည်တတ်သလိုအေးချမ်းမှုတွေကိုယူဆောင်ပေးလာတတ်သူပါ။လမ်းမေးခွေးလေးဖြစ်ပေမဲ့သူ့ကိုကဲတင်ခဲ့တဲ့သခင်တွေပေါ်မှာတစ်သက်လုံးပုံအပ်ပြီးတော့စောက်ရှောက်ပေးနေပါတယ်။ဖုံးတော်ကြီးတွေတရားထိုင်တဲ့အခါမှာလည်းသူကဘေးနားမှာငြိမ်ငြိမ်လေးဝတ်ပြီးတော့စောက်ချက်ပေးလေးရှိပါတယ်။နေ့စဉ်မှန်ပေါင်းများစွာလမ်းလျှောက်ရတာပင်ပန်းပေမဲ့အာလောကကပင်ပန်းမှုမပေါ်ပဲတက်ကြစွာရှောက်လေးရှိပါတယ်။အာလောကရဲ့မျက်လုံးတွေကိုကြည့်လိုက်ရင်အေးချမ်းမှုကိုခံစားရတယ်လို့လူတွေကပြောကြပါတယ်။သူကဒဇိန်တွေကိုမဟောင်တလို့လမ်းမှာတွေ့တဲ့ကလေးတွေလူကြီးတွေကိုသူကနှုတ်ဆက်ရတဲ့မြစ်တာနဲ့ပြန်လည်တုတ်ပြန်တတ်ပါတယ်။ငြိမ်းချမ်းရေးဆိုတာလူသားတွေတပည့်တည်တတ်မဟုတ်ပဲတက်ရှိအားလုံးနဲ့တက်ဆိုင်နေဆိုတဲ့စကားကိုအာလောကကတည်ပြနေပါတယ်။လမ်းမေးကလေးဘွားကနေအခုလိုငြိမ်းချမ်းရေးတန်တမန်ခွေးလေးဖြစ်လာတာဟာမြစ်တာတရားရဲ့စွမ်းအားကြောင့်ဖြစ်ပြီးအခြားသောခွေးလေးတွေအတွက်အာလောကကကိုစားပြုပေးနေပါတယ်။အာလောကလိုသစ္စာရှိတဲ့ခွေးလေးရှည်လေးကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။